ခေါင်းလျှော်ရည်တွေပြောင်းသုံးနေပေမဲ့အကြောင်းရင်းရှာမရပဲသပင်ကျွတ်တာမတက်တာသေးဘူးဗျ။ဒါဆိုရင်တော့ဥယျာဉ်ပြားကိုပါ cue ဆိုင်ပေးဖို့လိုနေပြီနော်။ပုံမှန်ဆိုရင်ကျမကခေါင်းလျှော်တဲ့အချိန်တွေရ dryer မဟုတ်တဲ့အချိန်တွေမှာသပင်တွေပိုကျွတ်လို့ရှိတယ်။ဒါပေမဲ့ဒီ Clarity ရဲ့ hair tonic serum ကိုသုံးပြီးနောက်ပိုင်းမှာသပင်ကျွတ်တာတိတိတသားနည်းလာတာကိုတွေ့ရတယ်။ပြီးတော့ဒါကိုသုံးပြီးသပင်တွေကတ်သွားတာမျိုးလည်းမဖြစ်ဘူး။ကဲ၍ကျမလို low porosity သပင်ဖြစ်လို့ဒါမှမဟုတ်ရင်ဥယျာဉ်ပြားအစီပြန်လို့ deep cleansing shampoo တွေခဏခဏသုံးနေရတဲ့သူမျိုးဆိုရင်တော့ဒီ hair tonic serum ကဥယျာဉ်ပြားကိုအဆိုးတက်ဖြစ်ပေးနိုင်တာကိုလည်းတွေ့ရတယ်။ပြီးတော့ဒီထဲမှာဥယျာဉ်ပြားအတွက် biotin rosemary ginseng တွေနဲ့သပင်ကိုအားဖြည့်ပေးတဲ့ hydrolyzed keratin တွေအဓိကပါတယ်။နောက်ပြီးတော့ဒီထဲမှာပါတဲ့အမွှေးနံလေးကလေတင်းတင်းလေးနဲ့စိတ်ကြည်လင်ပြီးတော့ဒါကိုသုံးပြီးနောက်နေ့မှာခေါင်းချွေးနံလည်းမနံတော့ဘူး။ကျမရဲ့ဥယျာဉ်ပြားတချို့အနံ့တွေကိုနည်းနည်း sensitive ဖြစ်တတ်ပေမဲ့ဒီအနံ့နဲ့တော့အဆင်ပြေတယ်ပြောရမယ်။အကယ်၍စိတ်ပူရဲဆိုရင်တော့ patch test လေးအရင်လုပ်ပြီးမှသုံးပေါ့နော်။ကျမကတော့ဒီ scalp serum ကိုဥယျာဉ်ပြားရဲ့စိတ်ဝင်မှုအားကောင်းအောင်ခေါင်းလျှော်ပြီးတဲ့အချိန်မှာစသုံးတယ်။နေ့တိုင်းမနက်နဲ့ည2ချိန်တစ်ခါတလေတစ်ချိန်ပုံမှန်သုံးဖြစ်ပါတယ်။ပြီးတော့လေဒီ blend ကအများကြီးသုံးစရာမလိုပုံမှန်လေးပဲလိုတလောက်သုံးရင်တော့တစ်လလောက်ထိသုံးခံတယ်။ကျမသုံးနေတာတော့ doubling ကုန်သွားပါပြီ။ဥယျာဉ်ပြားကျမလာတာတော့အမှန်ပါပဲ။ baby hair လေးမြင်လာရတယ်လို့ထင်ပေမဲ့တေချာသွားအောင်နောက်3ပတ်လောက်နေ update လေးထပ်ပြောပြပါအောင်မယ်။ hair tonic ကောင်းတာလေးသုံးချင်လို့ရှာနေတဲ့သူဆိုရင်တော့ဒီ clarity ကိုတစ်ခါတော့သုံးကြည့်သင့်ပါတယ်။